ကြောက်ခဲ့ဖြူတို့မိသားစုရဲ့ဂုဏ်သိက္ခာကိုဖြူအရှက်ကိုပါဘာကိုစောင့်ရှောက်ပေးခဲ့တဲ့ကျေးဇူးရှင်လို့ဖြူခံယူထားတာပါဘာလို့ရှောက်ပြောနေရလဲဖြူရဲ့ကျုပ်ကအဲ့ဒီသဘောနဲ့ဒီနွားရုပ်လေးပေးရမဟုတ်ပါဘူးကျုပ်ကနွားကိုခံရပြီးတော့ဒီအိမ်ကိုရောက်လာတယ်ဟောပြီးတော့ဒီသားလေးနဲ့ရေဆက်ဆောင်ရတယ်အဲ့တော့မရပြောင်းဆိုဒီနွားရုပ်လေးပေးရပါစကားလေးလည်းမပြောပါနဲ့ကိုကြောက်ခဲ့ရှင်နဲ့ဘယ်လိုခံစားနေရလဲဆိုတော့ဖြူကိုချင်းစာနိုင်ပါတယ်ဘာလို့ရှောက်တွေးနေရလဲဖြူရဲ့ကျုပ်ကလေသားလေးကိုအကြီးလာလို့ရှိရင်လေနွားချံပိုင်ရှင်ဖြစ်စေချင်တာသလားအားကြောင့်သူ့အခုတည်းကနွားရည်နဲ့ရင်းနှီးအောင်ဆိုနွားရုပ်လေးပေးရချူတင်လို့မဟုတ်ပါဘူးကျော်ကအဲ့လိုရှိဖြူစိတ်မကောင်းဖြစ်နေပါဘာဖြစ်လို့ခိုးကြောက်ခင်နဲ့ပတ်သက်ပြီးဒီလောက်တောင်ခံစားနေရတာဖြူမဖြေရပါဘူးကိုသိပါရဲ့ဖြူမဖြေတတ်တာမဟုတ်ပါဖြူမဖြေချင်တာပါတော်သားနှုတ်ဆုံးကိုယ်ဆုံးမပြောရမလားအဲ့လိုမဟုတ်ပါဘူးကိုကြောက်ခဲ့အဲ့လိုမဟုတ်ပါဘူးကိုကြောက်ခဲ့နှုတ်ဆုံးကိုယ်ဆုံးပဲဖြစ်စေအောင်လို့ကိုကြောက်ခဲ့စိတ်ထားဘလောက်ကြီးကျယ်မြင့်မြတ်လေးဆိုဖြူတိပြီးသားပါအဲ့ဒါဆိုလေဖြူကျုပ်ကိုပြောတယ်ဗျာဖြူကကြောင့်ခံစားနေရတယ်ဆိုဖြူလေးဖြူပြောပါဗျာဖြူကားကြောင့်ကျုပ်နဲ့ပတ်သက်ပြီးခံစားနေရတယ်ဆိုတော့ပြောပါဗျာပြောကြလိုက်ပါတော်ရဲ့အေးပါရပါဘူးဖြူလိုက်ရမှာပေါ့